ဆင်းရဲတွင်မှလွတ်ကင်းခြင်းတရားဒေသနာတော်ဆင်းရဲတွင်လို့ဆိုကြတဲ့အလွန်ဆင်းရဲတဲ့ဆင်းရဲမျိုးကိုဆင်းရဲတွင်လို့ခေါ်တာမှန်ပါပါဗျအမတန်ကြီးမားတဲ့ဆင်းရဲတွေကနေလွတ်မြောက်ဖို့ဆိုတော့တန်တရားထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေကဘလို့ဆင်းရဲတွေနဲ့တွေ့နေကြရတာလဲကိုပြန်လီသုံးသပ်ပြီးတော့ခြိကြရမှာဘုရားမြတ်စွာကတော့သဗ္ဗေသင်္ခါရဒုက္ခသင်္ခါရအလုံးဟာဒုက္ခဆင်းရဲလို့ဒီလိုဟောထားတယ်သို့တော့အများစုကကာမဂုဏ်အာယုန်တွေထဲမှာပြောနေတဲ့စိတ်ကလေးနဲ့မိမိจิตနဲ့နေတဲ့အရာလေးတွေကိုရနေလို့ရှိရင်ချမ်းသာတယ်လို့ဒီလိုသတ်မှတ်နေကြတယ်မှန်ပါပါဗျတကယ်ကတော့ချမ်းသာတယ်လို့သတ်မှတ်เสียဟာအမတန်မှနည်းပါးလာပါတယ်ဘဝတန်တရားဟာချမ်းသာတဲ့ဆင်းရဲဘယ်ကများတယ်လဲလို့ချိန်ဆက်ကြည့်မယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခကအလွန်ကြီးတယ်လို့ဒီလိုပြောရမှာပါမှန်ပါပါဗျဘာဖြစ်လို့ဒီလိုပြောရတယ်လဲမြတ်စွာဘုရားကဟောထားတဲ့လူချမ်းသာတဲ့နတ်ချမ်းသာတဲ့ဗြဟ္မချမ်းသာမရှိဘူးလားချမ်းသာဆိုတာရှိပါတယ်ဗျာရှိတော့ရှိတယ်နော်အဲ့ဒီချမ်းသာတွေဟာဆင်းရဲဒုက္ခနဲ့တိုင်းတာလိုက်မယ်ဆိုလို့ရှိရင်အလွန်မှနည်းတဲ့ချမ်းသာတွေလို့ပြောတာမှန်ပါပါဗျာလူဘဝလူချမ်းသာဆိုတာဘာကိုခေါ်တာလဲလို့တိုက်ရှိတာဟာချမ်းသာတာလားကားရှိတာကချမ်းသာလားစားစရာတောက်စရာတွေနဲ့ပြည့်စုံတာကချမ်းသာလားသားတွေသမီးတွေနဲ့တိုက်ဝိုင်းနေရတာကချမ်းသာတာလားစိတ်တွေရှည်တွေဝတ်ဆင်ထားရတာကချမ်းသာတာလားလို့ကိုယ်မေးကြည့်လိုက်မေးပြီးတော့ချမ်းသာမှုကိုဖြေရှာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တိုက်တေကားတွေကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာပျော်ရွှင်မှုချမ်းမြေ့မှုကလေးကသာလင်ချမ်းသာအစစ်ပဲကိုရှိတဲ့ပစ္စည်းလေးကိုအာယုံပြုပြီးတော့ပစ္စည်းလေးကိုသုံးရတဲ့အခါမှာချမ်းသာတယ်လို့ဒီလိုပြောကြတာနော်မှန်ပါဗျာရှိလာတဲ့ပစ္စည်းကိုအကြောင်းပြုပြီးဘာဖြစ်လဲဆိုလို့ရှိရင်ဒုက္ခတဲ့သောမနတတဲ့လောကမှာချမ်းသာလို့သတ်မှတ်เสียဟာဒုက္ခလို့ဆိုတဲ့physical comfortable ပေါ့နေလို့ထိုင်လို့ကောင်းတာလေးဒါကိုချမ်းသာလို့သတ်မှတ်တယ်သောမနတ mental happiness စိတ်ထဲကပျော်ရွှင်တာလေးကိုဒါကိုချမ်းသာတယ်လို့ပြောကြတယ်ကဲစဉ်းစားကြည့်ဝိจิตรနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီ comfortable တို့ happiness တို့ဆိုတာအမြဲတမ်းရနေတာဟုတ်ကလားမဟုတ်ပါဗျာမဟုတ်ဘူးနော်သေချာအလေးနဲ့စဉ်းစားကြည့်မယ်ဆိုရင်အမြဲရနေတာမဟုတ်ဘူးချမ်းသာတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလူတကာကနေလူချမ်းသာလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်မှာစိုးရိမ်ရတဲ့တောကတွေစိတ်ဆိုးရတဲ့ဒေါမနတတွေဝမ်းနဲ့ကြေကွဲရတာတွေဟိုအတွက်ပူပန်ရတာတွေဒီအတွက်ပူပန်ရတာတွေအလုပ်ကိစ္စအဆင်မပြေတာတွေမရှိဘူးလားရှိပါတယ်ခင်ဗျာအဲ့ဒါကိုချမ်းသာလို့ခေါ်လို့ရမလားမရပါဘူးဗျာသေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင်လူချမ်းသာဆိုတာအလုံးကိုနည်းတယ်လို့ဒီလိုပြောရမှာပါမှန်ပါပါဗျာအဲ့တော့လူဘဝချမ်းသာတယ်လို့သာပြောရတယ်ချမ်းသာတယ်ဆိုတဲ့အကွက်ကလေးကအလွန်နည်းတယ်ဆိုတာကိုသဘောပေါက်ရမှာပေါ့နော်မှန်ပါပါဗျာနောက်ဆုံးမှလူဘဝကြီးမှာအဆင်ပြေပါတယ်ပစ္စည်းဥစ္စာတွေလည်းပြည့်ပြည့်စုံစုံရှိတယ်ဘာမှမကြောက်မကြမတောင်းမတနေရတယ်ယောဂလည်းကင်းတယ်လို့ဆိုတောင်မှပဲဘာဖြစ်လာတော့တဖြည်းအိုးလာတယ်ဆိုတဲ့ပြဿနာမရှိဘူးလားရှိပါရဲ့ဗျာဒါလို့စီးလို့မရဘူးတဖြည်းအိုးလာတယ်အိုးလာလို့ပရေတွေဘာတွေတွန့်တယ်ဆိုပရေတွန့်တာကိုပျောက်ချင်လို့ဆိုပြီးအခုခေတ်မှာဘိုတောက်ဆိုတဲ့ဆေးကိုထိုးပြီးတော့ပရေတွန့်တာတောင်ဖြောက်နေကြတယ်နော်မှန်ပါပါသပင်ဖြူရင်လည်းသပင်နဲ့တဲ့ဆေးဆိုးတယ်သွားကျိုးရင်လည်းသွားဆိုင်တယ်ပေါ့မျက်စိမုံရင်လည်းမျက်မှန်တက်တာတို့မျက်ကတ်မှန်တို့ဘာတို့နဲ့ပြန်ပြီးတော့ဒီလိုအကာအကွယ်တွေလုံးကြတာရသလားလို့မေးရင်ရဘူးတဲ့နော်ယောဂတွေလည်းဆေးမျိုးတွေတီထွင်ပြီးတော့တခါတည်းယောဂဝေဒနာတွေမဖြစ်အောင်ကာကွယ်ဆေးတွေထိုးလိုက်ရတာယောဂမဖြစ်ခင်ကလည်းကာကွယ်ဆေးထိုး
ယောဂဖြစ်တော့လဲပြောင်းအောင်ဆိုပြီးတော့ဆေးထိုးပတ်စံတွေအကုန်ကြအများကြီးခံရလာလို့ဆိုရင်မရပါဘူးဗျာမရဘူးတဲ့အဲ့တော့ကိုလို့ချင်တာတွေကိုဖြစ်ချင်တာတွေမရဘူးဆိုရင်ချမ်းသာတာလားဆင်းရဲတာလားလို့ဘယ်လိုလဲဆင်းရဲတာပါတကယ်စဉ်းစားကြည့်ရင်မြတ်စွာဘုရားကဒုက္ခလို့ဆိုတာကိုမြင်အောင်ကြည့်ဖို့လိုတယ်တဲ့ဒုက္ခမမြင်သေးသမျှဒုက္ခនិရောဓဆိုတာကိုဘယ်သူမှလိုချင်မှာမဟုတ်ဘူးမှန်ပါပါဗျာလောကကြီးဘဝကြီးကိုချမ်းသာတယ်လို့ထင်နေတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝရဲ့လွတ်မြောက်မှုဆိုတာဘယ်တော့မှကြိုးပမ်းအထောက်မှာမဟုတ်ဘူးသူပြောနေတာကိုမှန်ပါပါဗျာအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဒုက္ခံပရိစ္ဆာနိတ္တပံအဘိဇာနိတ္တပံဒုက္ခကိုသိအောင်လို့တဲ့အဘိညေယပရိညေယသိအောင်လုပ်ရမယ်ပိုင်ပိုင်ခြားခြားဟောတာတွေကဒုက္ခတွေဒါတွေကဒုက္ခတွေလူဘဝမှာရေတွက်ကြည့်မယ်ဆိုလို့ရှိရင်ချမ်းသာတယ်လို့ပြောတာဒုက္ခနဲ့သောမနတဒီနှစ်ခုပဲပြောလို့ရတယ်မှန်ပါပါဗျဒုက္ခတွေကဘာလို့ဆိုရင်တောကကလည်းဒုက္ခပဲပရိဒေဝကလည်းဒုက္ခပဲဒုက္ခကလည်းဒုက္ခဒေါမနတကလည်းဒုက္ခဥပါယတကဒုက္ခဇရာကလည်းဒုက္ခမရဏကလည်းဒုက္ခဆိုဒုက္ခအရေးအတွက်နဲ့ဒုက္ခအရေးအတွက်ပဲကများဒုက္ခအရေးအတွက်ကများပါတယ်ဗျာဒုက္ခအရေးအတွက်ကများတယ်ဒါလောက်အရေးအတွက်နည်းနည်းလေးရှိတဲ့ဒုက္ခကိုစုံမဲ့ပြီးတော့လောကတန်တရားကြီးထဲမှာပြောနေကြတာဘာကြောင့်လဲလို့ဆိုရင်အဝိဇ္ဇာကနေပြီးတော့အမှန်မမြင်အောင်လုပ်ထားလို့တဲ့နော်မှန်ပါဗျာအမှန်မမြင်တာဘာကြောင့်မမြင်တော့ဆိုရင်မစင်စားဘူးမဆင်ခြင်ဘူးမတွေးခေါ်ဘူးပေါ့မှန်ပါဗျာ contemplation မလုပ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားက contemplation လုပ်လို့ပြောတာအနုပတ္တနာဆိုတာ contemplation လုပ်ခိုင်းတာမှန်ပါဗျာcontemplation မလုပ်လို့ရှိရင်အမှန်မသိဘူးအမှန်မသိသည့်အတွက်ကြောင့်ပြောစရာလို့ထင်လာပြောစရာလို့ထင်နေသည့်အတွက်ကြောင့်ပြောနေတယ်လို့ဒီလိုပြောတာမှန်ပါဗျာဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်ဘုရားနိုင်မီးလေးထွန်းတာဘိုးပရံလေးတွေကဘုရားနိုင်မီးသူတို့ပူမှန်းသိမသိလို့လာတာပေါ့ပူမှန်းသိရင်သူတို့ဒီထဲရောက်လိုက်ရင်သေမယ်ဆိုတာသိရင်ဘယ်လာမလဲမှန်ပါဗျာသူတို့စိတ်ထဲတော့ဟာပြောစရာကောင်းလိုက်တဲ့ရွှေတောင်ကြီးလှလိုက်တာဒီထဲဝင်လိုက်ရင်တော့ဘယ်လိုအရသာများရှိမလို့ဆိုဝင်ကြည့်တာပေါ့မီးနာလည်းမီးတဲ့လည်းရောက်လိုက်ရောလောင်သွားလိုက်ရောဟုတ်ကလားမှန်ပါဗျာလောင်သွားတော့နောက်ကျသွားပြီလေလောင်သွားမှပူမှန်းသိရင်လွတ်သေးရဲ့လားမလွတ်တော့ပါဗျာမလွတ်တော့ဘူးလောင်မှန်းလည်းသိသေးလည်းသိဟောလူလောကလူတွေရဲ့အနေထားလဲအဲ့တိုင်ဖြစ်တယ်ဒုက္ခမှန်လဲသိရောသွားလဲသွားရောမရှိတော့မှန်ပါပါဗျာအဲ့တော့ဘာဖြစ်လို့လဲဆိုဒုက္ခလို့ထင်နေတာဘယ်သူကဒုက္ခလို့ထင်အောင်လုပ်တာတော့ဆိုအမှန်မသိတဲ့အဝိဇ္ဇာကအမှန်မသိဘူးဆိုတာအမှားသိနေအောင်လုပ်ထားတာကိုပြောတာနော်မှန်ပါပါဗျာမသိဘူးလုံးလုံးမဟုတ်ဘူးအမှန်ကိုတဘာဝအမှန်ကိုမသိပဲနဲ့မဟုတ်တာကိုသိအောင်လုပ်ထားတယ်တဲ့အမှားသိအောင်လုပ်နေတယ်မှန်ပါပါဗျာအမှားသိအောင်လုပ်တဲ့အတွက်ကြောင့်တဏှာကတွေ့တယ်ပေါ့မှန်ပါပါအဝိဇ္ဇာကကွယ်ပြီးတော့တဏှာကတွေ့လိုက်တယ်တွေ့လိုက်တော့အဟုတ်မှတ်တယ်အဟုတ်မှတ်လို့လှုပ်ဆက်တွေခင်းလိုက်တဲ့အခါသွားရောအဲ့ကြတော့ဒုက္ခတွေရောက်တာပေါ့မှန်ပါပါဒုက္ခတွေကအဆုံးမတတ်နိုင်အောင်ဖြစ်နေတော့ဒုက္ခဒွင်းကြီးဖြစ်နေတယ်ပေါ့ဒုက္ခတွေအများကြီးရှိနေတာကိုဒုက္ခဒွင်းလို့ခေါ်တာနော်မှန်ပါပါဗျာရွှေတွေအများကြီးရှိရင်ရွှေဒွင်းလို့ခေါ်တာပေါ့နော်မှန်ပါပါဗျာရွှေတွေအများကြီးရှိရင်ရွှေဒွင်းဗရမ ्या တွေအများကြီးရှိရင်ဗရမ ्या ဒွင်းအဲ့ဒါလိုပဲဒုက္ခတွေအများကြီးရှိသည့်အတွက်ကြောင့်ဒုက္ခဒွင်းတဲ့ဟောဒီဒုက္ခဒွင်းဟာနဲ့တဲ့နဲ့လာတယ်မှန်ပါပါဗျာအဲ့ဒီဒုက္ခဒွင်းကလွတ်ကင်းဖို့ဆိုတဲ့နိလန်းမရှိဘူးလားလို့ဆိုရှိတယ်အဲ့ဒီနိလန်းကရှင်းရှင်းလေးဒုက္ခကိုဒုက္ခမှမသိအောင်လုပ်ထားတဲ့အဝိဇ္ဇာကိုဖယ်ရှားဖို့ပဲသူကမှန်ပါပါအဲ့ဒါကြောင့်ဒုက္ခကိုဒုက္ခလို့သိအောင်အဝိဇ္ဇာကိုဖယ်ရှားဖို့ဆိုတာဘာလို့က contemplation လုပ်ရမယ်တဲ့မြတ်စွာဘုရားကတန်ត្រာဝုကနေဒုက္ခတွင်းကလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်တိုင်းဟာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဒီလမ်းကြောင်းကရှောက်သွားတာဘယ်လမ်းကြောင်းတုံးလို့ဆိုလို့ရှိရင်နိဝရဏတရား၅ပါးကိုဖယ်ရှားခြင်းဒါနံပါတ်1နိဝရဏတရား၅ပါးကိုဖယ်ရှားရမယ်မဖယ်ရှားဘဲနဲ့ဒုက္ခကိုဒုက္ခလို့သိမှာမဟုတ်ဘူးတဲ့သူ့ဖို့မှာဒုက္ခတွင်ကြီးကဒုက္ခတွင်ကြီးဖြစ်နေတယ်ဟ
ဟုတ်ကလား မှန်ပါပါဗျာ နိဝရဏ၅ပါးကိုဖယ်ရှားရမယ်စိတ်ကလေးကိုတတိပဋ္ဌာန်၄ပါးအာယုံ၄ပါးပေါ်မှာစိုက်ထားပြီးတော့ဘုဇင်9ပါးကိုပွားရမယ်တဲ့အဲ့ဒါမှအမှန်သိပြီးတော့ဒုက္ခတွင်ကလွတ်ကင်းလိမ့်မယ်လို့ဒီလိုဟောတာ မှန်ပါပါဗျာ တန်တရားဝကကျွတ်သွားတဲ့ပုဂ္ဂိုလ်ကြီးမြတ်စွာဘုရားလည်းဒီလမ်းကသွားတာပဲရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့အားလုံးဟာဒီလမ်းကသွားကြတာကြီးပဲ မှန်ပါပါဗျာ ဘုရားမြတ်စွာရဲ့တရားဓမ္မကိုအဦးဆုံးနာပြီးတော့သောတာပန်ဖြစ်သွားတဲ့ရှင်ကွန်းတင်ညဆိုတာလေဒီလမ်းကြောင်းကသွားတာခင်းကဝလူသဲစုမကပွင့်တော်မူခဲ့ကြတဲ့ဘုရားဆုစုလည်းဒီလမ်းကသွားတာ မှန်ပါပါဗျာ ဒါတလမ်းနဲ့ပဲတဲ့ မှန်ပါပါဗျာ ဘုရားတိုင်းဟာနိဝရဏတရား၅ပါးကိုဖယ်ရှားခြင်းတတိပဋ္ဌာန်အာယုံ၄ပါးမှာစိတ်ကိုစိုက်ထားပြီးတော့ဘုဇင်9ပါးကိုပွားများခြင်းနဲ့ဒီအလုတ်မလုတ်ဖဲနဲ့ခုနကဒုက္ခဆိုတာမမြင်နိုင်ဘူးတဲ့ဒုက္ခမမြင်လို့ရှိရင်ဒုက္ခတွင်းကလွတ်အောင်ကြိုးစားမှာမဟုတ်ဘူးတဲ့ မှန်ပါပါဗျာ ကြည့်လိုက်ရင်ခုနတုန်းကဒုက္ခနဲ့ဒုက္ခဆိုလို့ရှိရင်ဒုက္ခတွေကများတာတာမန်ကြည့်ုံနဲ့တည်းမဲ့အများကြီးတွေ့တယ်ဒီတဲ့လေးနဲ့တဲ့ဒုက္ခရှိသေးတယ်နော်ဒီတဲ့အမြင်ခက်တဲ့ဒုက္ခရှိသေးတယ် မှန်ပါပါဗျာ ဘာလဲလို့ဆိုလို့ရှိရင် ever changing သာဝရပြောင်းလဲနေတဲ့သဘာဝကြီးဟာဒုက္ခကြီးပဲတဲ့ မှန်ပါပါဗျာ ဒါကြောင့်မို့အနိစ္စဒုက္ခလို့ဟောတဲ့နေရာမှာအနိစ္စဆိုတာဥဒိယဘယဖြစ်လာရင်ပြတ်သွားတယ်ဖြစ်လာလိုက်ပြတ်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်ဆိုတဲ့အနေထားကြီးဟာဒါဥဒိယဘယ မှန်ပါပါဗျာ ဖြစ်ပြီးရင်ပြတ်နေတဲ့ဒီသဘောတရားကြီးနဲ့အမြဲတမ်းတွဲနေရတာအလွန်စိတ်ညစ်စရာကောင်းတဲ့ဒုက္ခဒါကိုပြောတာ မှန်ပါပါဗျာ ဖြစ်ပြီးပြတ်နေတဲ့သဘာဝကြီးနဲ့ရှင်တွဲနေရသည့်အတွက်ကြောင့်ဂျင်းတ်စရာမကောင်းဘူးဖြစ်ချင်းပြည့်ချင်းသဘာဝတရားတွေရဲ့အနှိမ့်ဆက်မှုကိုခံနေရတာဒါဒုက္ခပဲလူတွေကတယောက်ယောက်ကကိုယ်လာနှိမ့်ဆက်မှဒုက္ခလို့ထင်တာမဟုတ်ဘူးဒီဖြစ်ပြတဲ့သဘာဝကြီးကကိုယ်ကိုနှိမ့်ဆက်နေတာဒါကိုမြင်အောင်ကြည့်မှဥဒိယဘယပီလနာဒုက္ခဖြစ်ချင်းပြည့်ချင်းသဘာဝတရားကနှိမ့်ဆက်နေတာဒုက္ခတဲ့အဲ့ဒီဒုက္ခကြတော့ဝိပဿနာဉာဏ်နဲ့မှမြင်နိုင်တယ် မှန်ပါပါဗျာ ခုနပြောတဲ့တာမန်ဒုက္ခတွေကတော့တာမန်စဉ်းစားကြည့်ုံနဲ့ပဲသိတယ်လေ မှန်ပါပါဗျာ ပစ္စည်းတွေပူရတယ်သားသမီးတွေပူရတယ်ပတ်စံရှိတဲ့လူကပတ်စံအတွက်ပူရတယ်မပူရတာလို့မရှိဘူးပူစရာမရှိရင်လည်းလူကမနေတတ်ဘူးနဲ့တူပါတယ်ကြည်ရတာပူစရာကိုရှားပူနေတာပဲเนาะ မှန်ပါပါဗျာ တချို့ဘွားကြီးတွေများတရားနဲ့နေပါဆိုလို့မရဘူးဟဲ့သားပြန်မလာသေးဘူးဘာများဖြစ်နေတော့သမီးကလည်းပြန်မရောက်သေးဘူးနဲ့ဆိုအိမ်ပေါက်ကထိုင်မျောမအိမ်နိုင်เนาะ မှန်ပါပါဗျာ ရှားပြီးတော့ဘူးကိုပူတာမပူပါနဲ့ဆိုလို့မရဘူးဒါဘူးကိုပူတာပဲရှိလဲပူတာပဲမရှိတော့မရှိလို့ပူရပြန်ရှိရင်ရှိလို့ပူရလွတ်တဲ့ကိုမရှိဘူးရှိမရှိနှစ်ခုကြားမှာနေလို့လည်းမဖြစ်ဘူးလေရှိရင်လည်းရှိလို့ပူတာမရှိရင်လည်းမရှိလို့ပူတာဟောတကူတော့အပူနဲ့ကြီးပဲတိုးနေတာเนาะ မှန်ပါပါဗျာ လိုက်ကြည့်မယ်ဆိုရင်လူဘဝအနေထားဒီတိုင်းကြီးပါပဲအကုန်လုံးအဲ့လိုဒုက္ခတွေပြည့်နဲ့နေလို့ဒုက္ခတွင်ကြီးကနေလွတ်ကင်းမှုဆိုတဲ့လမ်းကြောင်းကဘယ်လမ်းကြောင်းကရှောက်ကြရမလဲဒီတိုင်းကြီးပဲဒီတိုင်းငုံပြီးတော့ဒုက္ခတွင်မှာပဲနေကြတော့မလားရှောက်တဲ့နီလန်းကောမရှိဘူးလားဆိုမြတ်စွာဘုရားကရှိပါတယ်တဲ့အဲ့ဒီလမ်းကြောင်းကသွားလို့ရှိရင်ဒုက္ခတွင်ကလွတ်ကဲနိုင်တယ်တဲ့နော် မှန်ပါပါဗျာ အဲ့ဒီဒုက္ခတွင်ကလွတ်ကင်းအောင်ဘာတွေလုပ်ရမလဲလို့ဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်လေးကိုအရင်ဆေးကြောပြရမယ်အေးမှန်တဲ့ကကိုယ့်ရုပ်ပွားလေးကိုရုပ်ပုံလေးကိုကြီးခြင်းနဲ့လှမလားအစဉ်ပြေမပြေမျက်နှာမှာဘာတွေရှိမရှိကြီးခြင်းလို့ရှိရင်မှန်လေးကိုအရင်ပို့ရတယ်မဟုတ်လား မှန်ပါပါဗျာ မှန်လေးကိုပုတ်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့မှရှင်းရှင်းလင်းလင်းမြင်ရတယ်အဲ့တော့မျက်စိကမှုံးနေရင်လည်းမျက်မှန်လေးထပ်တက်လိုက်အောင်ပေါ့အဲ့ဒါမှရှင်းရှင်းလင်းလင်းကလီယာလေးမြင်ရမယ်အဲ့ဒါလိုပဲမှန်မှုံးနေတာလိုပဲလူရဲ့စိတ်ကိုအညစ်အကြေးတွေကဖုံးနေတယ်အဲ့ဒါလေးကိုမဖယ်ပဲနဲ့အတိညာမပေါ်လာနိုင်ဘူး မှန်ပါပါဗျာ အဲ့ဒီသဘာဝတရားတွေကိုနိဝရဏလို့ခေါ်တယ်နိဝရဏဆိုတာအပိတ်အဆုတ်ပမာလို့ပြန်ရင်နိဝရဏဆိုတာအပိတ်အဆုတ်ပိတ်ဆို့ထားတာသူက မှန်ပါပါဗျာ အကာအကွယ်အပိတ်အဆုတ်မှန်ရှိရတခုကားနေရင်ရုပ်ပုံမပေါ်နိုင်ဘူးပေါ့ မှန်ပါပါဗျာ
အဲ့ဒီပါလွာတဲ့အပိတ်ဆိုးပဲဖြစ်စေထူထဲတဲ့အပိတ်ဆိုးပဲဖြစ်စေအပိတ်ဆိုးဟာအပိတ်ဆိုးပဲပိတ်ဆိုးနေတာအဲ့ဒီပိတ်ဆိုးနေတဲ့အရာကနိဝရဏတဲ့ hindrance လို့အင်္ဂလိပ်လိုပြန်တယ် hinder ဆိုတာဟန်တာတာပိတ်ဆိုးတာအဆိုးပိတ်ကိုနိဝရဏဆိုးပိတ်ဟန်တာမမြင်နိုင်အောင်ဆိုးပိတ်ပြီးတော့ဟန်တာထားတဲ့ဒီနိဝရဏတရား၅ပါးကိုအရင်ဖယ်ရှားရမယ်မဖယ်ရှားနိုင်ဘူးဆိုလို့ရှိရင်အသိဉာဏ်ဘယ်လိုမှမလာနိုင်ဘူးတဲ့ဒါကြောင့်မို့နိဝရဏတရား၅ပါးကိုဘုရားပဲလို့ဟောတော့ဆိုရင်စေတသောဥပ္ပခိလေတိစိတ်ကိုညှဉ်းနှွမ်းနေအောင်လုပ်တဲ့တရားတဲ့ဟုတ်ကဲ့စေတသောကိုယ့်ရဲ့စိတ်ကလေးကညှဉ်းနေလူတွေကပြောကြတယ်လူတွေပြောတဲ့စိတ်ညစ်တယ်ဆိုတာကတခုတည်းကိုပြောတာစိတ်ဆိုးတာအလိုမကျဖြစ်တာကိုပဲစိတ်ညစ်တယ်ပြောတာစိတ်ကအဲ့ဒါတွေညစ်တာမဟုတ်ဘူးเนาะမှန်ပါပါဗျာပေါ့မျိုးစစ်နားထောင်ပြီးတော့တငိမ့်ငိမ့်လုံးတာလဲအဲ့ဒါစိတ်ညစ်တယ်လို့ခေါ်တယ်စာပေကြလို့ရှင်ပျော်ပြီးတော့ရုပ်ရှင်ကြည့်ပြီးတဟားဟားနေတာလဲစိတ်ညစ်တယ်လို့ခေါ်တယ်မှန်ပါပါဗျာအရက်ထဲမှာစိတ်ညစ်တယ်ဆိုတာဟုတ်လားကိုယ်အလိုမကျတာဖြစ်နေလို့စိတ်ညစ်တယ်ပြောတာဒီနိဝရဏစိတ်ညစ်တယ်ဆိုတာစေတသောဥပ္ပကိလေသေစိတ်ရဲ့အငြိကြီးတွေဖြစ်နေကြတဲ့စေတသောစိတ်ကိုဥပ္ပကိလေသေညှဉ်းနှွမ်းစေတတ်တဲ့ပူပန်စေတတ်တဲ့ဟောနိဝရဏတရားတွေကစေတသောဥပ္ပကိလေသာတဲ့စိတ်ကိုညစ်စေတတ်တယ်ပူပန်စေတတ်တယ်ဒါရင်လားလို့ဆိုတော့စိတ်ကညစ်သေးပြီးတော့ပူပန်နေလို့ရှိရင်ဘာဖြစ်တော့ပညာယဒုပ္ပလီကရဏေအသိပညာကိုလည်းအားနည်းသွားစေတယ်ဟောတာတွေဖြင့်ဉာဏ်တွေကအားနည်းသွားတယ်အားမရှိတော့အသိစိတ်တွေအသိဉာဏ်တွေကအားပြော့သွားတယ်အားပြော့နေတဲ့အသိဉာဏ်ကအမှန်မြင်မှမလားမှန်မမြင်နိုင်ပါဘူးမမြင်ဘူးအဲ့ဒါကြောင့်မို့လို့ဒီအမှန်သိခြင်းပြီဆိုရင်ဟောဒီနိဝရဏတရား၅ပါးဖယ်ရှားမှန်ပါပါဗျာဖယ်ရှားတာဖယ်ရှားတဲ့နည်းနဲ့ဖယ်ရှားနော်မှန်ပါပါဗျာကဲနိဝရဏဖယ်ရှားမယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍာမှာနိဝရဏရှိလားမရှိဘူးလားဆိုတာအရင်မကြည့်ရဘူးလားကြည့်ရမှာပါဗျာအဝတ်ကလေးတစ်ခုကိုဖွတ်တော်မယ်ဆိုရင်ဘယ်နာကညစ်နေတယ်ဆိုတာအရင်ကြည့်ရတာပဲလေမှန်ပါပါဗျာဘာတွေပေးနေတယ်ဘာတွေညစ်နေတယ်ဆိုတာအရင်ကြည့်ရတယ်လို့ပဲကိုယ်စိတ်ကလေးကိုဖယ်အညစ်အကြေးကိုဖယ်ရှားတော့မယ်စိတ်ကိုဖြူစင်အောင်လုပ်မယ်ဆိုရင်ဘာတွေကြောင့်မဖြူမစင်ဖြစ်နေတယ်လဲဘာတွေကိုဖယ်ရမလဲဆိုတာသဘောပေါက်အောင်ပေါ့မှန်ပါပါဗျာအဲ့တော့နိဝရဏဆိုတာဘာတွေတုံးလို့ပြောမယ်ဆိုရင်နံပါတ်1ကကာမစ္ဆန္ဒကာမဆိုတာလိုချင်စရာအာယုန်နေတဲ့ဒါလိုချင်စရာဆိုစူပါမားကတ်သွားခြင်းလိုချင်စရာတွေကိုပြည့်နာနော်မှန်ပါပါဗျာဆန္ဒဆိုတာလိုချင်တာလိုချင်စရာတွေကိုလိုချင်နေတာ desire for sensual pleasure လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့လောဘသည်စိတ်ကိုညှဉ်းနှွမ်းစေတယ်တဲ့ပညာတွေကိုအားနည်းအောင်လုပ်တယ်တဲ့ဟောမြတ်စွာဘုရားဒီလိုဟောတာနော်မှန်ပါပါဗျာအဲ့တော့တရားထုတရားမြတ်ရပြီးတော့အသိဉာဏ်ဓုကိုရကျင်တယ်ဆိုရင်ဒါမဖယ်လို့ကိုမရဖယ်ရသူ့ကိုဖယ်ရဖယ်တယ်ဆိုတာပထမစပြီးတော့ဖယ်လိုက်တာကမ္မထအာယုန်လေးနဲ့လည်းဖယ်လို့ရခဏတစ်ပြုတ်ဖယ်လို့ရဟုတ်ကဲ့လားမှန်ပါပါဗျာသမထကျင့်စဉ်ကျင့်ပြီးတော့လည်းဖယ်လို့ရတယ်ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဖယ်လို့ရတယ်ဘုရားအာယုန်ပြုပြီးတော့ဖယ်လို့ရဖယ်ရမယ်သူ့ကိုမဖယ်လို့မရ desire for sensual pleasure မျက်စိကလှတာပါတာကြည့်ခြင်းနဲ့နားကကောင်းတဲ့အတန်လေးနားထောင်ခြင်းနဲ့နှာခေါင်းကမှုကြိုင်တဲ့အနံလေးမှရှူခြင်းနဲ့ဆိုတဲ့ဒီ desire တွေစိတ်ဆန္ဒတွေကာမဂုဏ်အာယုန်တွေပေါ်မှာလူလားတောင်းတနေတဲ့စိတ်ဆန္ဒတွေကိုဖယ်ရှားတဲ့မဖယ်ရှားလို့ရှိရင်အဲ့ဒါတွေကစေတသောဥပ္ပကိလေသာစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပြီးပညာယဒုပ္ပလီကရဏပညာကိုအားပြော့သွားအောင်လုပ်တဲ့ဟာတွေဖြစ်နေတယ်တဲ့မှန်ပါပါဗျာပညာကအားမရှိတော့ဘူးတဲ့ဟောသူ့ဖယ်လိုက်ရကမ္မထအာယုန်နဲ့ဖယ်လိုက်တဲ့အခါကျတော့ဒီစိတ်တွေနည်းသွားနောက်ဆုံးကလုံးဝပျောက်သွားအောင်ဖယ်ပြရမယ်လုံးဝပျောက်သွားအောင်အာယုန်တစ်ခုကိုစိတ်ဆိုင်ပြီးတော့သမထကျင့်စဉ်တစ်ခုဥမာထွက်လေဝင်လေပေါ်မှာအာယုန်ဆိုင်ပြီးတော့ဖယ်လို့လည်းရတယ်ဘုရားနုတ္တိဘုရားကုံကိုအာယုန်ပြုပြီးတော့လည်းဖယ်လို့ရတယ်အဲ့ဒါဖယ်တာဟာလုံးဝဖယ်ရှားသွားတဲ့အနေအထားမျိုးရောက်ဖို့ရကြတော့ဇံရသွားရင်လုံးဝဖယ်နိုင်တဲ့အနေအထားမျိုးရောက်သွားတယ်သို့တော့ဘ
ဘာတွေကြမ်းနေတယ်လို့ဆို line latent potentiality possibility ပေါ့ဖြစ်နိုင်တဲ့အနေအထားလေးတွေကြမ်းနေသေးတယ်မပြောက်သေးဘူးအနုတ္တယဓာတ်ကလေးတွေကြမ်းနေသေးတယ်ပေါ့ line latent ဆိုတာအနုတ္တယဓာတ်လေးတွေတော့ကြမ်းနေတယ်သမထကျင့်စဉ်နဲ့ဖယ်လိုက်လို့ရှိရင်သူကပျောက်တော့ပျောက်သွားတယ်ပျောက်သွားတာအုပ်ဆေးတိုက်ထားလိုက်တယ်လို့ပဲသူကနော် positive တော့မဖြစ်တော့အခုချိန်မှာ negative ဖြစ်နေမှန်လားပါဗျာသို့တော့ပြန်ပေါ်နိုင်တဲ့အနေအထားရှိတယ်မတည့်တာနဲ့ဆိုရင်ပြန်ပေါ်လာအောင်ပဲအနေအထားရှိတယ်ယောဂကိုအုပ်ထားလိုက်တာမျိုးဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့မဲ့နဲ့ဖယ်လိုက်တဲ့ဆိုရင် source ပါပျောက်သွားဘာမှမကြံတော့ဘူးလို့ဆိုလို့အဲ့ဒီကြမှာသူကလုံးဝလွတ်မြောက်တယ်လို့ပြောအောင်ဒီ desire ဆိုတဲ့ကာမိဆန္ဒကိုကြိုးစားပြီးတော့ဖယ်ရှားမဖယ်ရှားရင်ဉာဏ်ကတော့အားပြော့နေဦးမှာပဲလို့ဒီလိုခေါ်တာကာမိဆန္ဒစိတ်ဖြစ်နေတယ်ဆိုလို့ရှိရင်ဘာနဲ့ဥပမာတူတော့ကိုယ်မျက်နှာရိပ်ကလေးကိုဥပမာပဲရှင်းတော့ကတော့ကြေးမုံတို့ရှိတယ်ပေါ့ခုခေတ်လိုဗရာတုတ်တဲ့မှန်မရှိသေးဘူးကြေးမုံဆိုတာကြေးလေးဝင်းနေအောင်ပုတ်ထားပြီးတော့ကြည့်တာကြေးမုံကြေးပြားပေါ်မှာကြေးပြားကိုပုတ်ထားအဲ့ဒါမရှိရင်လွယ်လွယ်ကူကူကြည့်ဖို့ရအတွက်ဘာလို့ဆိုခွက်ထဲကိုရေထဲရေကိုကြည့်တာဟုတ်လားမှန်မရှိရင်အဲ့လိုကြည့်လို့ရမှန်လားပါဗျာခွက်ထဲကိုရေပြေးအောင်ထည့်ပြီးတော့ကဲခွက်ထဲကိုကိုယ့်မျက်နှာရိပ်ကလေးကိုကြည့်ပါတယ်တဲ့ကြည့်မယ်ကြည့်တဲ့အခါမှာအဲ့ဒီခွက်ထဲကရေပေါ်မှာဆေးအနီဇက်တွေအဝါဇက်တွေအမဲဇက်တွေကျနေလို့ရှိရင်ကိုယ့်မျက်နှာရိပ်ပေါ်ပါမှာပေါ်နေပါဗျာရေကြည်ကြည်လေးဆိုလို့ရှိရင်မျက်နှာရိပ်ပေါ်မှာမှန်လားပါဗျာခွက်ထဲကရေကြည်ကြည်လေးကိုယ့်ရင်ကိုယ်ကြတော့ကြည့်ကြည့်ပေါ့မြင်ရတယ်ကောင်းကောင်းမြင်ရမှန်လားပါဗျာအရင်တော့အဲ့ဒီခွက်ထဲကရေကြည့်ပြီးတော့ပြဿနာတက်ဖူးတယ်လေဓမ္မပဒဝတ္ထုထဲမှာရှိတယ်ဝိသခအိမ်မှာဝိသခရဲ့မြီးမလေးကဘုန်းကြီးတွေကိုဆုံးကပ်ဖို့ဆိုပြီးတော့ရေတွေစစ်ပြီးတော့ရေခွက်တွေထဲထည့်ကိုတော်လေးတစ်ပါးကလည်းစောစောရောက်ပြီးတော့ဒီမှာထိုင်နေအဲ့ဒီကလေးမလေးကရေတွေလိုက်စစ်ပြီးတော့ခွက်တွေထဲရေထည့်ပြီးတော့ရေခွက်ထဲကသူ့မျက်နှာလေးသူကြည့်ပြီးသူကသူပြုံးတာဟိုကိုတော်လေးကသူ့ပြုံးတယ်မှတ်လို့ပြန်ပြုံးပြတော့ပြဿနာတက်တာဟောအဲ့ကလေးမလေးကလည်းခတ်ထက်ထက်ဆိုတော့ကတုံးကလည်းပြုံးသလားလို့ပြောလိုက်အဲ့ဒီပြဿနာဖြစ်ဖူးတယ်နော်အဲ့တော့ရေခွက်ထဲကမျက်နှာရိပ်ကလည်းမြင်ရတယ်ပေါ့ကဲကာမိဆန္ဒဖြစ်နေရေခွက်ထဲကရေပေါ်မှာခုနကဆေးရောင်တွေကျသွားတယ်လို့ဆေးရောင်တွေဆိုးလိုက်တယ်လို့ပဲရေခွက်ထဲကမျက်နှာရိပ်ဟာမကြည်လင်တော့ဘူးအဲ့ဒါဘာနဲ့ဥပမာတူတော့ဆိုစိတ်ထဲမှာကာမိဆန္ဒတွေလွှမ်းလာလို့ရှိရင်ခုနကအမြင်မကြည်တော့ဘူးလို့ပြောတာအမြင်မကြည်ဘူးဆိုတာညာနေအားနေသွားပြီမှုံဝါးဝါပဲဖြစ်သွားပြီလို့ဆိုလို့တယ်မြင်ရတဲ့မျက်နှာရိပ်ဟာမှုံသွားပြီပေါ့နော်မှန်ပါပါဗျာဒါကြောင့်မလို့ဒီကာမိဆန္ဒဆိုတာကိုဖယ်ရှားရမယ်နောက်တစ်ခုလူတွေပြောနေတဲ့စိတ်ညစ်တယ်ဆိုတဲ့ဗျာပါဒနိဝရဏစိတ်ထဲမှာအလိုမကျဖြစ်နေတယ်စိတ်ဆိုးနေတယ်စိတ်ရဲ့အလိုမကျဖြစ်တဲ့ဗျာပါဒတွေကလည်းပဲဒါနိဝရဏပဲမှန်ပါပါလူတွေကတော့စိတ်ညစ်တယ်ဆိုတာအဲ့ဒါတစ်ခုကိုရည်ညွှန်းပြီးပြောနေတာဗျာပါဒဆိုတာစိတ်အလိုမကျဖြစ်နေပြီဆိုလို့ရှိရင်မျက်နှာကြီးကမှုန်တေတွေဖြစ်မနေဘူးလားဖြစ်နေပါဘူးမျက်နှာတွေမှုန်တေတာမဟုတ်ဘူးစိတ်ကလည်းမှုန်တေတွေဖြစ်နေတာပဲစိတ်မှုန်တေလို့မျက်နှာပေါ်မှာလာပေါ်တာကိုမှန်ပါပါအဲ့တော့စိတ်ကအရင်မှုန်တေတာမျက်နှာကလာပြီးတော့ဟန်ပြုံးပြုံးတောင်မှပဲသူကတကယ်အပြုံးမဟုတ်တော့ဘူးနော်မှန်ပါပါအဲ့ဒါဘာနဲ့ဥပမာတူတော့လို့နိဝရဏကိုယ်စိတ်ထဲမှာဒီဗျာပါဒဆိုတဲ့အလိုမကျတဲ့စိတ်ပေါ်နေတယ်ဆိုလို့ရှိရင်ဗျာပါဒဒီတရားစိတ်ထဲမှာပေါ်နေလို့ရှိရင်ဘာနဲ့ဥပမာတူတော့ဆိုရင်ခုနကရေခွက်ထဲကရေတွေဟာပွက်နေအောင်ဆူးနေတဲ့ရေလိုပဲတဲ့အောက်ကနေမီးထိုးလိုက်လို့ရေတွေကဆူပွက်နေလို့ရှိရင်ဆူးနေတဲ့ရေကိုမျက်နှာရိပ်ကပေါ်နိုင်ပါမလားမပေါ်နိုင်ပါဗျာပေါ်လို့ရှိရင်လည်းပလုံစီတွေနဲ့ဆိုတွန့်လိုက်ရှုံလိုက်ပေါ်မှာပဲကောင်းကောင်းတော့ပေါ်မှာမဟုတ်ဘူးနော်မှန်ပါပါဗျာအဲ့ဒါလိုပဲတဲ့ဗျာပါဒနိဝရဏဆိုတာစိတ်အလိုမကျတာတွေဖြစ်နေလို့ရှိရင်အတိညာကလည်းအဲ့လိုရှုံ့ပွားပွားဖြစ်သွားလိမ့်မယ်လို့ဆိုလိုတယ်မှန်ပါပါဗျာရေခွက်ထဲကရေဟာဆူးနေတဲ့ရေနဲ့အလားတရံတူတယ်တဲ့ဒါဗျာပါဒနိဝရဏနောက်ဌိနမိဋ္ဌနိဝရဏဆိုတာစိတ်တွေတွန့်ဆုံး
တရားထုတ်ရင်ကနေပြီးတော့တွန်းဆုတ်လာတယ်အိတ်ချင်လာတယ်ညီးငွေ့လာတယ်စိတ်မပါတော့ဘူး interesting မဖြစ်တော့ဘူးလို့ဆိုတာဌိနမိတ်တာဖြစ်လာမှန်ပါပါဗျာအဲ့လိုဌိနမိတ်တာဆိုတာကဒီရုပ်ရှင်ကြည့်နေတဲ့ချိန်မှာသိမဖြစ်ဘူးဖြစ်တတ်တာကတော့တရားထိုင်တဲ့အခါဖြစ်တယ်တရားနာတဲ့အခါဖြစ်တယ်တရားထိုင်ခိုင်းရင်ပိုးဖြစ်တယ်သူကမှန်ပါပါဗျာအဲ့ဒီဌိနမိတ်တာဝင်လာတဲ့အခါမှာလည်းပဲအတိညာဏ်ကသူကနောက်ဆုတ်သွားတယ်အားနေသွားတယ်စိတ်ကလည်းမကြည်လင်တော့ဘူးတဲ့စိတ်တွေကလည်းမကြည်လင်တော့ဘူးဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ရေခွက်ထဲမှာခုနရေခွက်ထဲကရေကိုညွန်နေမှော်တွေဖုံးနေတဲ့ရေလိုပဲတဲ့မှန်ပါပါဗျာညွန်နေမှော်တွေဖုံးနေတဲ့ရေကိုတဲကိုကြည့်လို့ရှိရင်ကိုယ့်မျက်နှာရိပ်ကပေါ်မှာမဟုတ်ဘူးအဲ့ဒါမျိုးလိုပဲဌိနမိတ်တာလွှမ်းနေတဲ့စိတ်နဲ့အမှန်တရားကိုမသိနိုင်ဘူးတဲ့ဒါကြောင့်မို့သူ့ကိုဖယ်ရှားပြရမယ်လို့ဆိုဌိနမိတ်တာကိုတော့ဖယ်ရှားလို့ရတာကတော့ခုနကကြိုးစားအထုတ်မှုနဲ့ပဲဖယ်ရှားလို့ရမယ်ဗျာပါဒကိုဖယ်ရှားခြင်းတော့မေတ္တာပွားပြီးတော့ဖယ်ရှားရမယ်မှန်ပါပါသူ့ရဲ့ဆေးလေးတွေပေါ့မှအန်တီဘိုဒစ်တောက်တာလို့ပဲပေါ့နော်သူ့ရဲ့အဖြေဆေးလေးတွေကိုသူကတောက်အောင်လုပ်အောင်အဲ့တော့ကဲဌိနမိတ်တာကိုရှိနေလို့ရှိရင်စိတ်မကြည်ဘူးနောက်တစ်ခုကစိတ်ကိုမကြည်စေတတ်တဲ့အရာတစ်ခုကဘာလို့ဆိုဥဒိစ္စနဲ့ကုက္ကုစ္စတဲ့ဥဒိစ္စဆိုတာစိတ်တွေပြန်လွင့်နေတာကိုပြောတာစိတ်တွေလေလွင့်ဩငါစိတ်တွေလေးနေတာဟောအာယုန်တစ်ခုတည်းထားလို့မရဘူးဟိုလိုဒီလိုဖြစ်နေတဲ့စိတ်ကဘယ်နေရာမှတိဆောက်လို့မရဘူးအဲ့ဒါဥဒိစ္စမှန်ပါပါဗျာကုက္ကုစ္စဆိုတာတစုံတစ်ခုမမယွင်လုံးမိတာကိုအကြောင်းပြုပြီးတော့စိတ်ညစ်နေတာဒါနောင်တပူပန်တယ်လို့ခေါ်တယ်အဲ့ဒါလို့နောင်တပူပန်နေတဲ့ကုက္ကုစ္စအဲ့ဒီဥဒိစ္စကုက္ကုစ္စဖြစ်နေတာဟာဘာနဲ့အလားတရံတူတုံးလို့ဆိုလို့ရှိရင်ခုနရေခွက်ထဲထည့်ထားတဲ့ရေလေးကိုလှုပ်အောင်လှုပ်လိုက်လို့ရှိရင်မျက်နှာရိပ်ကပြီးပြင်းပြင်းထင်မှမလားထင်နိုင်ပါဗျာအေးလှုပ်နေတဲ့ရေလိုပဲစိတ်ကလှုပ်နေလို့ရှိရင်အမှန်တရားကိုမမြင်နိုင်ဘူးလို့အတိညာကိုအားနည်းစေတယ်ဒါလည်းငြိမ်အောင်လုပ်ပေးရမယ်လို့ပြောတာဘာနဲ့ငြိမ်အောင်လုပ်တမာရီစွမ်းအားနဲ့သူတို့ဖယ်ရှားပြရမယ်တဲ့နောက်တစ်ခုကဝိသိကိစ္စလို့ခေါ်တယ်ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒွိဟဖြစ်နေတာဟုတ်သလားမဟုတ်ဘူးလားယုံမှတန်တရားတွေဝင်လာအေးဒီလိုတရားထုတ်လို့နိဗ္ဗာန်ဆိုတာရနိုင်ပါမလားတို့ကိုလုပ်တာမအောင်မြင်သည့်အတွက်ကြောင့်ဟောလားတန်တရားတွေဖြစ်လာတာမျိုးတို့ဒီလိုဟာမျိုးဖြစ်လာလို့ရှိရင်ဒါဝိသိကိစ္စလို့ခေါ်တယ်မှန်ပါပါအဲ့ဒီဝိသိကိစ္စဖြစ်လာလို့ရှိရင်လဲစိတ်ဓာတ်စွမ်းအားတွေနှိမ့်ကျသွားပြီးတော့စိတ်ဓာတ်စွမ်းအားတွေညစ်ထေးလာပြီးတော့ပညာတွေလည်းအားပြော့သွားတယ်တဲ့အဲ့ဒါကြတော့လေတိုက်နေတဲ့ရေပြင်လိုပဲတဲ့မငြိမ်သက်သည့်အကြောင်းလေတိုက်နေတဲ့ရေပြင်ဟာလှုပ်နေတယ်လှုပ်နေတဲ့ရေပြင်ပေါ်မှာကြည့်ရတဲ့မျက်နှာရိပ်ဟာလည်းလှုပ်နေသလိုပဲလို့ဆိုလိုတယ်အဲ့တော့အသိဉာဏ်ဟာမထင်ရှားဘူးဒါကြောင့်မို့မြတ်စွာဘုရားကဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တဲ့အမှန်တရားကိုသိချင်ရင်ဟောဒီ၅မျိုးမဖယ်ရှားပဲနဲ့အမှန်တရားကိုသိဖို့မရှိနိုင်ဘူးမျက်နှာရိပ်ကလေးမြင်ဖို့ရအတွက်ဟောဒီအခြေအနေစိုးတွေမဖယ်ရှားလို့ရှင်မရဘူးလို့ဆိုတယ်နော်မှန်ပါပါဗျာဒါတွေဖယ်ရှားလိုက်လို့ကြည်လင်သွားလို့ရှင်တော့ထင်ထင်ရှားရှားကြီးမြင်လာလိမ့်မယ်ဒါကြောင့်မို့နိဝရဏတရားတွေကိုဖယ်ရှားပါတဲ့ဒါကိုပြောတာမှန်ပါပါဗျာနိဝရဏတရားတွေကိုဖယ်ရှားဖို့အတွက်ဘယ်လိုလုပ်ရမလို့ဆိုဆက်ပြီးတော့ပြောတယ်တတိပဋ္ဌာန်အာယုံ၄ပါးပုံမှာတစ်ခုခုပုံမှာစိတ်ကိုစိုက်ထားလိုက်ပါမှန်ပါပါဗျာသတုသုတတိပဋ္ဌာန်တွေသူသုပ္ပတိဋ္ဌိတစိတ်တော်တတိပဋ္ဌာန်တရား၄ပါးပုံမှာစိတ်ကလေးကိုငြိမ့်နေအောင်ထားနိုင်ရမယ်တဲ့ mindfulness လုပ်ခိုင်းတာပြောတာတတိထားခိုင်းတာ body လို့ဆိုတဲ့ကာယ ानु ပဒနာ contemplations of body ကိုယ်ခန္ဓာကိုယ်ထွက်လေဝင်လေကအစခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေအားလုံးစိတ်ဆိုင်ထားတာဘာအတွက်တုံးဆိုလို့ရှိရင်ကာယရဲ့သဘာဝတွေကိုသိဖို့ပဲမှန်ပါဗျာအဲ့ဒီခန္ဓာကိုယ်ရဲ့သဘာဝကိုသိအောင်ကြိုးစားတာစိတ်မဆိုင်ဘဲနဲ့ကြိုးစားလို့မရဘူးတဲ့ဒါကြောင့်မို့လို့ကာယဆိုတဲ့သဘာဝတရားပေါ်မှာစိတ်ဆိုင်ထားတာတတိအမြဲတမ်းကပ်ပြီးတော့ထားတာဒါကာယ ानु ပဒနာလို့ခေါ်တယ်အဲ့ဒီကနေပြီးတော့နောက်ခံစားချက်လေးတွေပေါ်လာတယ်ခံစားချက်ဆိုတာဝေဒနာ
ဝေဒနာဆိုတာယောဂကိုပြောတာမဟုတ်ဘူးပျော်တယ်မပျော်ဘူးစိတ်ညစ်တယ်စိတ်ညစ်ဘူးဆိုတဲ့စိတ်ထဲကခံစားချက်ကလေးတွေကိုစိတ်ဆိုင်ပြီးတော့ကြည်တယ်ခံစားချက်ကလေးတွေကိုကြည်တာဘာလို့လို့ဆိုရင်ဝေဒနာရဲ့သဘောကိုသိဖို့ကြည်ရမယ်လို့ဆိုလို့သူ့သဘာဝကိုသိအောင်ကြည်တာအဲ့ဒါလို့ကြည်ခြင်းဖြင့်ဝေဒနာဆိုတဲ့အာယုန်တစ်ခုပေါ်မှာစိတ်ကိုစိုက်ထားဖို့နောက်ရောကိုယ့်ရဲ့စိတ်အခြေအနေတွေပေါ်မှာအာယုန်စိုက်ချင်တယ်ဆိုရင်စိတ်အခြေအနေကိုသိဖို့ကိုယ်စိတ်လေးဟာလောဘတွေဖြစ်နေသလားငါစိတ်ကလေးထဲမှာဒေါသတွေရှိနေသလားငါစိတ်လေးထဲမှာမောဟတွေရှိနေသလားဆိုတဲ့စိတ်အခြေအနေတွေကိုကြည့်ပြီးတော့ကိုယ်စိတ်ရဲ့အခြေအနေသိအောင်လေ့လာစိတ်တ ानु ပတနာစိတ်ကိုစိုက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကြည့်တယ်ဆိုတာအသိဉာဏ်လည်းပါရမယ်ဝီရိယလည်းပါရမယ်ကြိုးစားမှုလည်းပါရမယ်တတိလည်းပါရမယ်ဟုတ်ကဲ့မှန်ပါပါဗျာဒါဟုတ်မာသရိပဋ္ဌာန်တော့မှကြည့်လေကာယေကာယ ानु ပတိဝိဟရတိအာတာပိသံပဇာနောတတိမာလွတ်အပ်တဲ့အရေးချင်းတွေကတစုံတစ်ခုကိုကြည့်ပြီဆိုလို့ရှိရင်ဒါတွေမပါရင်မဖြစ်ဘူးစာလေးဖတ်ပြီဆိုလို့ရှိရင်မျက်လုံးလည်းပါရတယ်လက်လည်းပါရတယ်စာအုပ်လည်းရှိရတယ်နှုတ်ဖတ်လို့မရဘူးမှန်ပါပါဗျာမျက်လုံးကစာရွက်မလှန်နိုင်ဘူးလေလက်ကလှန်ပေးရတာမဟုတ်လားမှန်ပါပါဗျာလက်မပါဘဲနဲ့စာအုပ်ဘယ်လိုလုပ်မလဲစာအုပ်စင်သွားယူဖို့ရအတွက်ခြေထောက်ကလည်းပါရသေးတယ်မှန်ပါပါဗျာအကုန်စုံမနော်မှန်ပါပါဗျာမျက်တခါတလေကျမျက်စိကမှုံနေလို့ရှိရင်မျက်မှန်လေးပါအကူရအောင်မယ်မှန်ပါပါဗျာညမောင်းနေလို့ရှိရင်မီးလေးထွန်းပေးရအောင်မယ်အလင်းအောင်ရှာရအောင်မယ်ဟောအကူအညီတွေအများကြီးလိုတယ်တစ်ခုတည်းနဲ့မရဘူးနော်မှန်ပါပါဗျာအဲ့ဒါကြောင့်မလို့တရားဓမ္မကြည့်တဲ့အခါမှာလည်းတစ်ခုတည်းနဲ့ကြည့်လို့မရဘာနဲ့ကြည့်အာတာပိသမ္မဇာနောတတိမာအာတာပိလုံလဝိရိယရှိရမယ်မဖြစ်ဖြစ်အောင်လုံးမယ်ဆိုစိတ်ဓာတ်ကိုပြောတာအာတာပိမဖြစ်ဖြစ်အောင်ကြိုးစားရမယ်ဆိုစိတ်ဓာတ်မျိုးထားရမယ်မထားလို့ရှိရင်မရဘူးဒါဟာနော်မှန်ပါပါဗျာသမ္ပဇာနောဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတဲ့အသိဉာဏ်လည်းရှိရမယ်နိပညာကမ္မထာထုတ်တာလည်းနိပညာမှန်ဖို့လိုတယ်ဘယ်လိုလုပ်ရင်ငါတမာတိမြန်မြန်ရမလဲဆိုတဲ့နိပညာတဘာဝအမှန်ကိုသိနေတာတမ္ပဇာနာဆိုတာတန်ဆိုတာကောင်းကောင်းပဆိုတာကွဲကွဲပြားပြားဇာနာဆိုတာသိနေတာတေးသေးချာချာသိတဲ့အတိမျိုးရှိရမယ်လို့ဆိုလို့အခြေအနေကိုသေချာသိနေရမယ်အကဲခတ်နေရမယ်လေ့လာနေရမယ်နော်ကြိုးစားယုံတစ်ခုတည်းနဲ့မဖြစ်ဘူးအခြေအနေမှန်ကိုလည်းသိနေရအဲ့ဒါလိုသိနေအောင်ဘယ်သူအကူအညီလိုတော့ဆိုတတိမှာတတိရှိနေဖို့လိုတယ်ဒါဖြင့်သိအောင်လုပ်တာတွေကဘယ်သူကသိအောင်လုပ်တုံးလို့ဆိုတော့ခေါဏကပြောတဲ့ဒီမဂ္ဂင်၈ပါးနဲ့ပဲသွားတာပဲဒါတွေကအကုန်လုံးနော်ဒီမှာ၃မျိုးတွင်ဘုရားကဟောလိုက်တယ်အလီရေးကြည့်တဲ့သုံးခုဝီရိယတဲ့အာတာပိကြိုးစားအထောက်မှုတမ္ပဇာနာအသိပညာရှိရမယ်တဲ့အဲ့ဒီပညာရှိဖို့အတွက်တတိမှာတတိရှိရမယ်တတိဆိုတာကဒီတဘာဝတရားတွေဟာဝီရိယဆိုတာကလုံးုံလုံးပေးနိုင်တာမသိနိုင်ဘူးသူကအာယုန်နဲ့စိတ်နဲ့တွန်းပေးုံပေးတာသူကမသိတတ်ဘူးဟုတ်ကဲ့လားမှန်ပါပါသိတာကပညာသိတာတတိကလည်း mindful လုံးုံပဲသူလုံနိုင်တယ်အာယုန်လေးကို तू ကစိုက်ယုံစိုက်ပေးနိုင်တာ तू ကမသိနိုင်ဘူးမှန်ပါပါဗျာ तू ကနဲ့ तू လမ်းသွားတာကြည့်လေခြေထောက်ကလမ်းပဲရှောင်းနိုင်တာမကြည့်နိုင်ဘူးမျက်စိကကြည့်ပေးရတယ်မျက်စိကကြည့်ုံကြည့်တာလမ်းမလျှောက်တတ်ဘူးဟော तू လုံးနဲ့ तू လုံးရတယ်ဆိုတာ तू function လေးနဲ့ तू ပဲအဲ့ဒါတွေကိုပူးပေါင်းပြီး harmony လို့ခေါ်တယ်တညီတဲ့ဆောင်ရွက်သွားတာအဲ့ဒါလို့တညီတညွတ်ကြီး harmonious action ပေါ်လာပြီဆိုတော့မှခုနအားလုံးဟာတညီတဲ့အလုံးလုံးသွားတာတညီတဲ့အလုံးလုံးသွားမှအောင်မြင်မှုရနိုင်တယ်တခုလိုနေတယ်မရဘူးလို့ဆိုလို့တယ်နော်မှန်ပါပါဗျအဲ့ဒီတတိပဋ္ဌာန်တွေပေါ်မှာအခုလို့လုံလဝိရိယရှိရှိတတိရှိရှိစဉ်းစားဉာဏ်ရှိရှိနဲ့ကြည်လိုက်တဲ့အခါမှာစိတ်လေးကကြည်လင်းလာထို့တူပဲဉာဏ်နဲ့ဓမ္မကာယတို့ဝေဒနာတို့စိတ်ဓာတ်တို့ကလွဲကြံတဲ့ဘယ်ဟာပဲဖြစ်ဖြစ်ခန္ဓာကိုယ်နဲ့ပတ်သက်လာတဲ့ဓမ္မတွေကိုကြည်တာဓမ္မနုပဒနာအဲ့ဒီကာယဝေဒနာစိတ်ဓာတ်ဓမ္မလို့ဆိုတဲ့တရားရဲ့အာယုန်တွေပေါ်မှာ mindful လှုပ်ထားနိုင်ပြီဉာဏ်ဖြစ်အောင်လှုပ်ထားနိုင်တာကိုစတုသူတတိပဋ္ဌာနေတုသုပ္ပတိဋ္ဌိတာစိတ်တော်တတိပဋ္ဌာန်တရား၄ဘောပွားမှာစိတ်ကိုအခြေခံထားတယ်ခြေစိုက်ထားတယ်လို့ပြောတာမှန်ပါပါဗျာ
ဒုက္ခတွင်ကလွတ်ချင်ရင်နိဝရဏကိုဖယ်ရှားပြီးတော့တတိပဒံအာယုံ၄ပါးပေါ်မှာစိတ်ကိုစိုက်ထားရမယ်တဲ့မှန်ပါပါအဲ့ဒါလို့စိတ်ကိုစိုက်ထားပြီးတော့ဘာတွေကိုရင့်တန်အောင်လုပ်မလဲဆိုရင်ဘုဇင်9ပါးကိုရင့်တန်အောင်လုပ်ရမယ်ဟောဘုဇင်ဆိုတာပါဠိလိုခေါ်တာမြန်မာလိုကြတော့ဘောဓာယာတံဝတ္တတိတိဘုဇင်ကိုဘောဓာယာသိဖို့ရအတွက်တံဝတ္တတိဖြစ်နိုင်တယ်သိအောင်လုပ်နိုင်တဲ့တရားတွေလို့ဆိုလိုတယ်အသိဉာဏ်ကိုထုတ်လုပ်ပေးတဲ့တရားတွေလို့ပြောတာနော်မှန်ပါပါဗျာခေါဏကနိဝရဏတရားကအသိဉာဏ်ကြီးပျောက်သွားအောင်လုပ်တယ်အားနည်းသွားအောင်လုပ်တယ်စိတ်ကိုပူပန်အောင်လုပ်တယ်ဟောဒီဘုဇင်9ပါးကြတော့အသိဉာဏ်ကြီးထက်လာအောင်လုပ်တယ်လို့ဒီလိုပြောတာအသိဉာဏ်ထက်ချင်လို့ရှိရင်ဟောဒီဘုဇင်အည်သွေးတွေကိုယ်တဏ္ဍာမှာတက်လာအောင်လုပ်ရမယ်ဘာတွေနဲ့လုပ်မလဲလို့ဆိုဘုဇင်9ပါးဆိုပြီးဟောတယ်လူတွေကဘုဇင်ကိုဘယ်ချိန်တတိယတော့ဆိုနေမကောင်းတဲ့အခါကျတော့နေကောင်းကျင်တာနဲ့ဘုဇင်တုတ်ကလေးရွတ်ပြီးနာဒီပြင်ချိန်ကျသူ့မေ့ထားလိုက်ဆေးမှတ်ပြီးတော့ဘုဇင်ကိုသွားပြီးတော့ကြားဘူးတော့ဘုဇင်တုတ်ရွတ်ရင်ကျမ်းပါတယ်လို့ဆိုတာကိုသွားပြီးတော့အဲ့ဒါလေးပဲလိုချင်တာနော်တကယ်ဘုဇင်9ပါးဆိုကျင့်ရမယ့်ဟာကိုပြောတာနော်မှန်ပါပါဗျာနေမကောင်းမှတတိယတဲ့တရားဖြစ်တယ်ဘုဇင်တုတ်ကလေးရွတ်ချင်းမြင်ပေးပါဗျာဟုတ်နေကောင်းမလားလို့မျှော်လင့်ချက်နဲ့ပြီးတော့လဲဆရာဝန်စီသွားဆေးထိုးရတာအဲ့တော့ဘုဇင်ဆိုတဲ့အဓိပ္ပာယ်ကဘောဓိအင်္ဂဘုဇင်ကဘောဓိဆိုတာအသိဉာဏ်ကိုပြောတာဘောဓိအင်္ဂ factor of enlightenment လို့အင်္ဂလိပ်လိုပြန်တယ်အင်္ဂဆိုတာ factor ဘောဓိဆိုတာအသိဉာဏ် enlightenmentအဲ့တော့အသိဉာဏ်ရဲ့အကြောင်းတရားတွေအသိဉာဏ်ပေါ်ဖို့ရာအတွက်အသိဉာဏ်ရဲ့အထောက်အကူဖြစ်တဲ့အရာတွေလို့ဒီလိုပြောတာဒါတွေကိုအသိဉာဏ်ရချင်ဒီဘုဇင်9ပါးကိုယ်တဏ္ဍာမှာဖြစ်အောင်တိုးပေါအောင်လုပ်ရမယ်လို့ဆိုလို့တယ်ပထမကဖြစ်အောင်လုပ်တာဖြစ်လာပြီးတော့အခြေခံအောင်လုပ်ရမယ်ဒါလေ့ကျင့်ယူတာပဲအမှန်ကတော့physical exercise လုပ်တယ်လို့ပဲ mental exercise လုပ်ရမယ်ဒါတွေကတိုးတက်လာအောင်နော်အပြေးလေးကျင့်နေတဲ့ပုဂ္ဂိုလ်ကမနေ့တိုင်းထပြေးရပြင်းနေလို့မရဘူးလို့ပြိုင်ပွဲဝင်ရှုံးသွားမှာပေါ့ရေကူးသွားတယ်အမြဲကူးနေရတာထို့တူပဲတန်တရားဟုတ်ကလွတ်ချင်တဲ့လူကလည်းအမြဲလုံနေရမှာမလုံလို့မရဘူးတချို့များအနည်း30 40ကျင့်လို့မှမရရင်ဒီတရားဟုတ်မှမထင်ဘူးလို့သွားမပြောနဲ့နော်မမကန်ကန်ကျင့်နေလို့ရှိရင်ဒီချိကျင့်မှများလို့ရှိရင်သူကအကျိုးကထူးလာတာပဲနော်မှန်ပါပါဘုဇင်9ပါးထဲမှာနံပါတ်1မြတ်စွာဘုရားကတတိတံဘုဇင်ကိုတဲ့ဒီဘုဇင်တွေကအဘိညာယသံမောဓာယနိဗ္ဗာနာယသံဝတ္တတိအဘိညာယထူးခြားတဲ့အသိဉာဏ်နဲ့သိဖို့ရာသံမောဓာယမှန်မှန်ကန်ကန်သိဖို့ရာနိဗ္ဗာနာယနိဗ္ဗာန်ရောက်ဖို့ရာသံဝတ္တတိဖြစ်တယ်လို့ဟောဒီဘုဇင်တွေရဲ့အည်အသွေးတွေကိုဖော်ပြထားတာနော်မှန်ပါပါဗျာနိဗ္ဗာန်ကိုရပါလို့ဤတော့ဆုတောင်းတယ်ဘုဇင်9ပါးတော့ဘေးချိတ်ထားမရဘူးနော်လုံးဝမဲ့ဟာတခြားလုံနေတာတခြားမိုးကုတ်ဆရာတော်ကြီးပြောသလိုဆိုလို့ရှိရင်စားဆေးကိုတောက်ဆေးကိုလိမ့်ဆေးလုံနေလို့ပဲရမှာတော့တောက်ရမဲ့ဟာတောက်ပေါ့နော်မှန်ပါပါဗျာမတောက်ဘဲနဲ့လိမ့်ဆေးလုံနေလို့ရှိရင်တော့ယောဂပြောက်မှာမဟုတ်ဘူးမှန်ပါပါဗျာကဲအဲ့ဒါလိုပဲတတိတံဘုဇင်ကဆိုတာခုနကတတိပဒံတရား၄ပါးပေါ်မှာစိတ်ဆိုင်ထားတာမိုင်းဖူးလုပ်နေတာအဲ့ဒါကအမတန်မှအရေးကြီးဆုံးပဲသူက control ပဲဒီနေရာမှာမှန်ပါပါဗျာကျန်တဲ့ဘုဇင်6ပါးကအုပ်စု3ခုစီခွဲလိုက်ဓမ္မဝိစယတဲ့သိရမယ့်တရားတွေကိုလေ့လာဆန်းစစ်နေတာစစ်ဆေးပြီးတော့နေတာဓမ္မဝိစယတရားတွေကိုလေ့လာဆန်းစစ်နေတာအသိဉာဏ်နဲ့ဒါကျင့်တဲ့တရားလားဒါကမကျင့်တဲ့တရားလားဒါကအကုသိုလ်လားစိတ်ကိုညစ်စေတတ်သလားဒါကစိတ်ကိုဖြူစင်စေလားဆိုတာကိုအမြဲတမ်းလေ့ကျင့်ပြီးတော့စူးစမ်းနေတာဓမ္မဝိစယပညာပဲဒါကဟုတ်ကဲ့ဝီရိယတဲ့မကောင်းတဲ့စိတ်တွေမဝင်အောင်ကြိုးစားတာကောင်းတဲ့စိတ်တွေတိုးလာအောင်ကြိုးစားလုပ်ဟောဒီနှစ်ခုကသွားဟုတ်သွားမသွားလို့မရဘူးလေဝီရိယဆိုတာဝီရိယ၄မျိုးရှိတာကိုအချင်းချုပ်အပြင်2မျိုးပဲပြောလိုက်တယ်ဟုတ်လားမကောင်းတဲ့စိတ်တွေမဝင်အောင်တားတာရယ်ကောင်းတဲ့တရားတွေတိုးပွားအောင်လုပ်တာရယ်၄မျိုးပြောမယ်ဆိုရင်ဘယ်လိုပြောမလို့ဆိုရင်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်ရလေအောင်ဖြစ်ပြီးသားအကုသိုလ်တွေဖယ်ရှားနိုင်အောင်ဟော
မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်ဟော၄ခုကြိုးပမ်းအထောက်မှု၄ခုဒါကိုဝိရိယတန်ဖိုးစဉ်လို့ပဲခေါ်တာတမ္မာဝါယာမမဂ္ဂင်ဆိုတာလည်းဒါပဲအဲ့ဒါကြိုးပမ်းအထောက်မှုဆိုတာလူတွေကကြိုးပမ်းအထောက်မှုရှိတယ်လေမြတ်စွာဘုရားအဲ့ဒီနေရာမှာဒီမဖြစ်သေးတာဖြစ်အောင်ဒီဝိရိယနဲ့ပတ်သက်လာလို့ရှိရင်နံပါတ်1ကတန်ဝရတဲ့စိုးပိတ်ရမယ်ဘယ်သူစိုးပိတ်ရမကောင်းမှုအကုသိုလ်တွေစိတ်တွေအကုသိုလ်စိတ်တွေလောဘဒေါသတွေမဖြစ်အောင်စိုးပိတ်တာမဝင်လာစေနဲ့သူတို့မတော်တဆဝင်လာရင်မောင်းထုတ်တယ်ဒါဟာပဲသူကမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်လို့ဖြစ်ပြီးသားကုသိုလ်တွေတိုးအောင်လို့ဒါဝိရိယလို့ခေါ်တယ်အဲ့ဒီဝိရိယတန်ဖိုးစဉ်ကိုလည်းကိုယ်တဏ္ဍာမှာခိုင်မာအောင်တည်ဆောက်အောင်မယ်တတိထားပြီးတော့ခိုင်မာအောင်တည်ဆောက်တတိမရှိလို့ရှိရင်ဒါတွေနမောနမဲနေရင်ဘယ်သိမလဲအဲ့ဒါကြောင့်နမောမနဲ့မနေနဲ့လို့ပြောတာသူကတတိတန်ဖိုးစဉ်ဟောဆိုတာနမောနမဲမနေနဲ့အမြဲတမ်းကြည့်နေကိုယ်တဏ္ဍာကိုယ့်အခြေအနေကိုကြည့်ဝိရိယတန်ဖိုးစဉ်ကိုပီတိတန်ဖိုးစဉ်ကိုဆိုတာကိုရထားတဲ့အခြေအနေလေးတစ်ခုဓမ္မနဲ့ပတ်သက်ပြီးဂျင်းနဲ့နှစ်သိမ့်မှုလေးဘုရားအာယုံပြုနေတဲ့ပီတိလေးတွေဖြစ်တယ်တရားအထုတ်လို့တမာရီလေးရတယ်ပီတိလေးတွေဖြစ်နေတယ်ဟုတ်လားအဲ့တော့အဲ့ဒီသုံးခုက emotion ရှိတယ်စိတ်လှုပ်ရှားမှုကလေးတွေပဲသူက emotion လို့ခေါ်တာစိတ်ဓာတ်တွေသူ့ကိုဒီသုံးခုကိုဘယ်လိုအခါမှာတိဆောက်ရသလဲဘယ်လိုအခါမှာသူ့ကိုသူကဒီသုံးခုကခောက်ထားရတဲ့အခါရှိတယ်လှုပ်ပေးရမယ့်အခါရှိတယ်အမြဲတမ်းမလှုပ်အောင်အမြဲတမ်းကိုမှားတော့အုပ်စုနှစ်ခုရှိတာပေါ့အခုကဒါအုပ်စုတစ်ခုနောက်အုပ်စုတစ်ခုကဘာတော့ဆိုလို့ရှိရင်ပတ္တတိတမာတိဥပိ္ပခာပတ္တတိတန်ဖိုးစဉ်ကတမာတိတန်ဖိုးစဉ်ကဥပိ္ပခာတန်ဖိုးစဉ်ကပတ္တတိဆိုတာကိုယ်ရောစိတ်ရောငြိမ်ပြီးတော့နေတာငြိမ်ချမ်းနေတာအဲ့ဒါကငြိမ်သက်မှုတမာတိတန်ဖိုးစဉ်ဆိုတာစိတ်ကလေးကတခြားအာယုန်တွေမရောက်ဘဲအာယုန်တစ်ခုတည်းပေါ်မှာတီးနေတာငြိမ်တာပဲသူကလည်းငြိမ်ချမ်းမှုနဲ့ငြိမ်သက်မှုဥပိ္ပခာတန်ဖိုးစဉ်ကောဆိုတာဘယ်လန့်ဖြစ်နေတာစိတ်လေးကဘယ်ဘက်မှမဆောင်ဘူးလမ်းကြောင်းပေါ်မှာမတ်မတ်ကလေးသွားနေတာဟောဥပိ္ပခာတန်ဖိုးစဉ်ကနော်မှန်ပါပါဗျာအဲ့ဒီတန်ဖိုးစဉ်သုံးခုက emotion မရှိဘူးငြိမ်သက်နေတာခုနကသုံးခုက emotion ရှိတယ်စိတ်လှုပ်ရှားမှုရှိတယ်ဒီဘက်ကစိတ်လှုပ်ရှားမှုမရှိဘူးအဲ့ဒါနှစ်ခုကိုမညှိလို့ရှိရင်ဘုဇင်9ပါးမအောင်ဘူးဥပမာဘာနဲ့ဥပမာတူတုံးဆိုရင်ဗရိန်ဆရာတွေဆိုရင်ပိုသဘောပေါက်တယ်ပေါ့ရွှေကိုဖုတ်တဲ့ဗရိန်ဆရာပေါ့နော်ရွှေလေးကိုမီးဖုတ်ပြီးဆိုတဲ့အခါကျတော့မီးများသွားရင်လည်းဒီရွှေကဘာဖြစ်တယ်တိတ်ပြော့ပြီးတော့သွားမယ်မီးနေနေတဲ့အေးများသွားလို့ရှိရင်လည်းကျွတ်တယ်မယ်မာနေမယ်ဆတ်နေမယ်ဟောလက်ကောက်ဘာညာလုပ်လို့မရဘူးသူကအဲ့တော့အပူပေးတဲ့အခါပေးလိုက်အေးအောင်လုပ်တဲ့အခါလုပ်လိုက်အပူပေးတဲ့အခါပေးလိုက်ဟောမျှတပြီးတော့နှစ်ခုကြည့်ပြီးလုပ်အောင်အဲ့ဒါမျိုးလိုပဲကိုယ်စိတ်ကလေးကိုတန့်စင်အောင်လုပ်တဲ့အခါမှာစိတ်ရဲ့အခြေအနေကိုကြည့်ပြီးတော့သုံးသပ်ရမယ်လို့ဒီလိုပြောတယ်စိတ်ရဲ့အခြေအနေကဘယ်လိုရှိကိုယ်စိတ်ကိုအခြေအနေကိုသိအောင်ဘယ်သူကစောင့်ကြည့်တတိကစောင့်ကြည့်ဒါကြောင့်မို့တတိကြတော့တပ္ပထိကအခါခတ်သိမ်းလိုအပ်နေတယ်သူကအမြဲတမ်းပဲ ever watchful ပေါ့အမြဲတမ်းကိုသူကစောင့်ကြည့်နေရမယ်သူမကြည့်တာနဲ့အကုန်လွဲကုန်ပါပဲသူကမန်နေဂျာပဲအဲ့ဒီကိစ္စမှာတော့ဟုတ်ကဲ့မှန်ပါပါဗျာတတိလေးကနေအမြဲတမ်းစောင့်ကြပ်ပြီးတော့ကြည့်နေနိုင်ငံသားတွေမှာဆိုလို့ရှိရင်ဟုတ်လားစူပါမားကတ်ထဲမှာဆိုရင်ဟိုကတယ်လီဗီရှင်းကြီးဖွင့်ပြီးတော့အဲ့ဒီမှာအဲ့ဒါဒီပစ္စည်းလေးတွေလစ်သွားရင်ရမှာပဲဆိုပြီးတော့လစ်တဲ့လူကလစ်တယ်အဲ့ဒါဟိုကတယ်လီဗီရှင်းနဲ့အကုန်ကြည့်နေဘယ်သူဘာလုပ်နေဘယ်သူဘာလုပ်နေအကုန်မြင်နေဝင်တဲ့လူလည်းမြင်ရတယ်ထွက်တဲ့လူလည်းမြင်ရတယ်ပစ္စည်းတွေကြည့်နေလည်းမြင်ရတယ်အကုန်လုံးဟုတ်ကဲ့အဲ့ဒါလို့ပဲတတိကနေပြီးတော့အဲစောင့်ကြည့်နေလို့ရှိရင်ခုနကဘာတွေ့လာတော့ဆိုကိုယ့်ရဲ့စိတ်အခြေအနေလေးကတခါတရံကျတော့စိတ်ကလေးရဲ့တွန်းဆုတ်စိတ်တက်တည်ကြစိတ်ကတွန်းဆုတ်နေတဲ့အခါရှိတခါတခါကျတော့စိတ်ကထက်မြက်နေတာလည်းရှိဒါကိုယ်စိတ်အခြေအနေကိုယ့်ကိုသိတယ်တခါတလေကျတော့ဟုတ်လားအတ္တတရောဖြစ်တယ်တခါလေကျတော့သိစိတ်မပါဟောအဲ့ဒီလိုအခြေအနေလေးကိုသိလို့ရှိရင်စိတ်မပါဘူးဆိုတဲ့အခြေအနေလေးစိတ်ဓာတ်လေးတွေရောနေပြီဆိုလို့ရှိရင်ဘာလို့ရမလို့ဆိုရင်ခုနက
ဓမ္မဝိဇ္ဇာရဲ့ဝီရိယရဲ့ပိဋိရဲ့ဆိုတာအဲ့ဒါလေးနဲ့အားဖြည့်ပေးလိုက်ရမယ်တဲ့မှန်ပါပါဗျာ emotion လေးတွေထည့်ပေးလိုက်ရမယ်ထည့်ပေးတဲ့အခါစိတ်ကလေးကတက်ကြွပါဟာအဲ့ဒီအချိန်မှာသွားပြီးတော့ပတ္တတိတို့တမာတိတို့ဥပိ္ပခာတို့သွားပွားလိုက်လို့ရှိရင်မြုပ်ကြသွားပြီးရောမရတော့ဟုတ်လားနှိမ့်ကြနေတဲ့စိတ်ကိုအဲ့ဒါတွေထပ်ပွားလိုက်လို့ရှိရင်အိပ်ပျော်သွားပြီးဘာမှထွက်လာတော့မှမဟုတ်တော့အဲ့ဒါကြောင့်မို့လို့တန်ရုပ်ထဲကအခိတုတ်မှာဥပမာပေးထားတာမီးများလိုပဲလျှော့တဲ့အခါလျှော့ထိုးတဲ့အခါထည့်တဲ့အခါထည့်ရွှေဖုတ်တယ်လို့ပဲအေးစိတ်ဓာတ်သိမ့်နှိမ့်ကြနေတဲ့အချိန်မှာဆိုလို့ရှိရင်ဓမ္မဝိဇ္ဇာဝီရိယပိဋိဆိုတဲ့အဲ့ဒီသုံးခုကိုပွားပေးပါတဲ့ balance ဖြစ်လာအဲ့ဒီအချိန်မှာတဲ့ပတ္တတိတို့တမာတိတို့ဥပိ္ပခာတို့ကိုလျှော့ချပေးလိုက်ပါတဲ့ဟော balance ဖြစ်အောင်လျှော့ပေးလိုက်မပွားရဘူးအဲ့ဒီအချိန်မှာမပွားရဘူးသူတို့တိုးအောင်မလုပ်ရဘူးလို့ဆိုလို့ပွားတယ်ဆိုတာတိုးအောင်လုပ်တာကိုပြောတာနော်သူတို့ရဲ့ပါဝါတွေကိုမြင့်မပေးနဲ့လို့ပြောတယ်အဲ့ဒီအချိန်မှာရှိမ့်ချမှန်ပါအေးတခါတရံကျတော့စိတ်ဓာတ်တွေကတအားတက်ကြွနေအဲ့တအားတက်ကြွနေတဲ့အချိန်မှာဝီရိယတို့ဒီဓမ္မဝိဇ္ဇာတို့ဝီရိယတို့ပိဋိတို့သွားပွားလိုက်လို့ရှိရင်အိုးဘာဖြစ်ကုန်ရောအိုးဘာဖြစ်ကုန်လို့ရှိရင်သွားပြန်ရောသူကဟုတ်လားလမ်းကြောင်းတွေအကုန်လွဲထွက်ကုန်အဲ့ဒီအချိန်မှာဒါတွေကိုမပွားရဘူးတဲ့ဘယ်သူနဲ့လျှော့ချမလို့ဆိုပတ္တတိတဲ့ပိဋိပတ္တတိတဲ့တမာတိတဲ့ဥပိ္ပခာအဲ့ဒီနောက်သုံးခုနဲ့လျှော့ချဆိုလိုတာကအဲ့ဒီအုပ်စုနှစ်ခုဟာ balance ဖြစ်အောင်ထားပါလို့ပြောတာတရားဆိုတာလွယ်တာမဟုတ်ဘူးနော်ကိုယ်စိတ်လေးကိုညှိနေရမယ်အဲ့ဒီမှာအဲ့ဒီကိုယ်စိတ်လေးကိုတရားထုတ်ရင်ဒါလေးကိုမညှိတတ်ဘူးဆိုလို့ရှိရင်မအောင်မြင်ဘူးညှိပေးနေရမယ်ကိုဟာကိုယ်စိတ်ခြေနေကိုယ်အသိဆုံးပဲဒါကိုစိတ်ခြေနေလိုက်အလုံးလုံးဖို့လိုတယ်ကြည်သိနေအောင်တတိအမြဲရှိနေရမယ်လို့ဒီလိုပြောတာအဲ့တော့ဘုဇံခုနှစ်ပါးပွားဆိုအမြဲတမ်းကြီးကုန်ပွားရတာမဟုတ်ဘူးလို့သူ့ဟာလေးနဲ့သူ balance ဖြစ်အောင်နှစ်ခုညှိတာဟောလောကမှာတန်တရားဝဆင်းရဲကနေလွတ်သွားတဲ့ပုဂ္ဂိုလ်တိုင်းဟာဟောဒီနိဝရဏတရားတွေကိုဖယ်ရှားတယ်တတိပဒံ၄ပါးပေါ်မှာစိတ်ကိုတည်ဆောက်ထားပြီးတော့ဘုဇင်ခုနှစ်ပါးကိုတိုးပွားအောင်လုပ်ခြင်းဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားကြတာကြီးပဲတဲ့ဖယားအဆူဆူလည်းဒီလမ်းပဲယဟန္တာတွေလည်းဒီလမ်းပဲပိစိကဗုဒ္ဓတွေလည်းဒီလမ်းပဲဒါကတခုတည်းသောလမ်းကြောင်းပဲလို့ဒီလိုဆိုလိုတယ်နော်အဲ့တော့ဆင်းရဲတွင်းကလွတ်ကင်းကျင်တယ်ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာမထေရမြတ်ကတခါတုန်းကဖယားကိုလျှောက်တယ်လောကမှာပွင့်သမျှဖယားတွေထဲမှာဖယားတွေဟာအလုံးတူတူပဲမြတ်စွာဘုရားဟာဒီရှင်းကပွင့်ခဲ့တဲ့ဘုရားတွေရဲ့အည်သွေးခုဂေါရမမြတ်စွာဘုရားအည်သွေးတူတူပဲဆိုတော့မြတ်စွာဘုရားကသာရိပုတ္တရာတဲ့မင်းပြောတာများလာကြီးလားပေါ့မင်းရှေးကဘုရားတွေအကြောင်းကိုအကုန်သိလို့လားတဲ့ပြောတော့ရှင်သာရိပုတ္တရာကမဟုတ်ဘူးဗျာတဲ့တပည့်တော်ဥပမာတစ်ခုနဲ့ရှောက်ပါမယ်တဲ့မြို့ကြီးတစ်မြို့ဟာတတိုင်းခတ်ထားတယ်အလုံးခတ်ထားတယ်အဲ့ဒီမြို့ကြီးမှာအပေါက်ကလေးတစ်ပေါက်ပဲရှိတယ်တကားပေါက်တစ်ပေါက်ထဲပဲထားတယ်ထားတဲ့အခါကျတော့တဲ့ဒီမြို့ထဲဝင်တဲ့ထွက်တဲ့လူတွေဟာဟောဒီတကားပေါက်တစ်ခုတည်းကဝင်ကြတာတကားပေါက်တစ်ခုတည်းကထွက်တယ်လို့သိရသလိုပဲအကုန်လူတွေကိုမမြင်ပေမဲ့လို့ဒီမြို့ဟာတကားတစ်ပေါက်ထဲရှိသည့်အတွက်ကြောင့်ဝင်သမျှလူတွေထွက်သမျှလူတွေဒီတကားပေါက်ကပဲဝင်လာလို့သိရသလိုတပည့်တော်လည်းနိဗ္ဗာန်လမ်းကြောင်းနိဗ္ဗာန်ကိုသွားတဲ့ပုဂ္ဂိုလ်တွေဟာဒီလမ်းကပဲသွားတယ်လို့ပုဂ္ဂိုလ်တွေမသိပေမဲ့လို့တပည့်တော်သိနိုင်ပါတယ်ဗျာဆိုတဲ့ inference လို့ခေါ်တာပေါ့အနုမာနလို့ခေါ်တယ်အနုမာနဉာဏ်ဆိုတာမှန်းဆပြီးတော့သိတဲ့ဉာဏ်ဒီဉာဏ်ကလည်းအမတန်မှအရေးကြီးတဲ့ဉာဏ်မျိုးပေါ့နော်အဲ့လိုရှင်သာရိပုတ္တရာကလျှောက်ထားဘူးတယ်အေးဒါလိုပဲနိဗ္ဗာန်တကားဝင်တာလဲဒီတစ်ပေါက်တည်းပဲရှိတယ်ဒီတစ်ပေါက်တည်းဝင်တာရှိလို့ရှင်သာရိပုတ္တရာကခင်းငါဝလူသဲစုမကပွင့်တော်မူကြတဲ့ဘုရားတွေဟာဟောဒီလမ်းကသွားတာအကုန်လုံးဒီလမ်းကြောင်းကဝင်သွားတာတန်တရားဝုကလွတ်ချင်တယ်ဆင်းရဲတွင်းကလွတ်ချင်တယ်ဆိုရင်ဒီလမ်းကြောင်းကပဲရှောက်အောင်မယ်တခြားလမ်းကြောင်းမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုဒီတစ်ပေါက်တည်းရှိတာပြောလို့ရတယ်ပေါ့အကုန်လုံးဒီပုံကိုယ်တွေကိုမမြင်ဘူးပေမဲ့သူပြောနိုင်တယ်ပေါ့ဒီလိုဆိုလိုတာအေးဒါကြောင့်မို့လို့ဆင်းရဲတွင်းကလွတ်ကင်းမြင်ပြီဆိုလို့ရှိရင်ခေါဏကပြောရတဲ့နိဝရဏတရား၅ပါး
အတိစိတ်တွေကိုဟုတ်လားပူပန်စေတတ်တယ်စိတ်တွေကိုညှဉ်းနှွမ်းစေတတ်တယ်ပညာယဒုပ္ပလိကရဏအသိပညာတွေကိုအားနဲ့အောင်လုပ်တတ်တယ်ဆိုတဲ့နိဝရဏတရားတွေကိုဖယ်ရှားတတိပဌာန်၄ပါးပေါ်မှာစိတ်ဆိုင်ထားပြီးတော့ဘုဇင်9ပါးကိုညီညွတ်မြတ်တောက်အောင်ပွားများအားထုတ်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကိုဖြောင်းဖြောင်းဝင်တာဟာဒါဆင်းရဲတွင်းကလွတ်မြောက်ခြင်းပဲဖြစ်ပါတယ်တဲ့မှန်ပါပါအဲ့ဒါလို့မှမဟုတ်ဘူးဆိုရင်ဟောဒီဆင်းရဲတွင်းထဲမှာပဲလဲနေအောင်မှာပဲတန်တရားဝကလွတ်တယ်ဆိုတာမဖြစ်နိုင်ဘူးတဲ့နော်မှန်ပါပါအေးဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဆင်းရဲတွင်းမှာလွတ်ကင်းရေးဆိုတဲ့ဒီဗုဒ္ဓမြတ်စွာရဲ့တခုတည်းသောလမ်းကြောင်းအဲ့ဒီလမ်းကြောင်းအတိုင်းမိမိတို့လောက်ရမယ့်လမ်းတန်တရားဥကလွတ်ချင်ပါတယ်ဆိုရင်ဒီလမ်းကိုမလျှောက်ဘဲဘယ်သူမှမလွတ်ဘူးနော်တန်တရားဥကလွတ်ချင်လို့ရှိရင်ဒီလမ်းကြောင်းကနေလျှောက်ရမယ်ဒီအကျင့်တွေကျင့်ရမယ်မလိုအပ်တာတွေဖယ်ရှားရမယ်လိုအပ်တာတွေမိမိတဏ္ဍာမှာမိမိစိတ်ထဲမှာမလိုအပ်တာတွေဖယ်ရှားလိုအပ်တာတွေကိုဖြစ်အောင်ပွားများအထုတ်ခြင်းဖြင့်သာလဲဘုဆင်းရဲတွင်ကလွတ်မြောက်နိုင်တယ်ဆိုတာကိုယ်စီသဘောကျပြီးတော့ဆင်းရဲတွင်ကလွတ်မြောက်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ဆိုရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတပိတမုဟတာအစရာမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အေတရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတပိပူဇာညစ်နောက်ကိလေသာအစိတ်အတောက်ဟုသမျှတို့သည်သမုဒ္ဒပိဉ္ချဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝံကိလေသာဟုပုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်းကဲဟုတ်လားအရှင်ဖယားဘုရားတပည့်တော်တို့သည်တရားဓမ္မကိုကြားနာခြင်းဖြင့်ဒုက္ခတွင်မှလွတ်ကင်းစေရန်အတိဉာဏ်ကိုရရှိနိုင်ပါသောကြောင့်ဓမ္မသဘင်ဆင်ရင်ကျင့်ပပြုလုပ်ကြလျက်ဓမ္မဒါနတရားအလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျိုးသေးစွာနာယူကြပါကုန်၏တရားတော်မြတ်ကို
ယာတပဝတ္ထုအစုစုတို့ဖြင့်ပေလူပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဓမ္မဒေသနာဓမ္မတဝနာဓမ္မဒါနဓမ္မပူဇာကုသိုလ်စေရနာအဖျားပြာတို့ကြောင့်ဒုက္ခခတ်သိမ်းချုပ်ပြတ်ငြိမ်းရာဉာဏ်နိဗ္ဗာန်သို့ဉာဏ်စောစွာဆက်ရောက်ကြရပါလိုကုန်၏ဤကောင်းမှု၏အဖို့ဘာကကိုဘုံကျေးဇူးအထူးကြီးမားကြပေကုန်သောအမိအဖအဖို့အဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝါများတို့အားအမြအမြဝေငှပါကုန်၏အထူးအားဖြင့်ဆင်းရဲတွင်၌နိမြုပ်လျက်ရှိကြသောတတ္တဝါပေါင်းတို့အားဆင်းရဲဒုက္ခမှလွတ်မြောက်စေရန်ဤတန်လျက်ကုသိုလ်အမြတ်ဝေငှပါကုန်၏ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းသာကြသည်အမြတ်